အားလုံးပဲမင်္ဂလာပါစောင်းနေကိုကနေကြိုဆိုလိုက်ပါတယ်ဒါလေးကတော့ကျွန်တော်စင်ကာပူတူဘန်ကောက်ခီးစဉ်လေးပဲဖြစ်ပါတယ်ခီးစဉ်လေးမှာကျွန်တော်ဆေးခဲ့ရတော့ Singapore Airlines Airbus 350-900 ပဲဖြစ်ပါတယ်လေယာဉ်ကတော့ Airbus ကနောက်ဆုံးထွက်လာတဲ့ model လေးပဲဖြစ်ပါတယ်လေယာဉ်ဝင်ချင်းမှာနှစ်ချက်လေးထားပါတယ်ယူဖို့မမေ့ပါနဲ့အထက်ကျရင် entertainment မှာနားထောင်မှုအတွက်ယူရမှာဖြစ်ပါတယ်ယူခဲ့ဖို့ကြံခဲ့ပြီဆိုရင် cabin crew ကိုထပ်ပြီးတော့တောင်းလို့ရပါတယ်အထဲမှာ TV screen ကတော့အရင်ကထပ်ပို့ပြီးတော့ကြည့်ပါတယ်လက်ကတော့ရဲ6ပြောက်သူတွေတက်တော့အဆင်ပြေမှထင်တာပါပဲထိုင်ကုန်းရဲ့ခေါင်းမူရဲ့နေရာလေးကတော့ဒီလိုမျိုးလေးကိုခောက်လို့ရတယ်ခင်ဗျထုံးစံတိုင်း premium နေရာတော့ hot tower လေးပေးပါတယ်ပြီးတော့ခုံလေးကိုဆွမ်းပြီးတော့ပြလိပါပြီခုနောက်ပိုင်းခုံလေးမှာတော့အဲဒီမှန်လေးပါတာတော့ပို့ပြီးတော့ထူးကြတာပေါ့နော်အစင်တစ် make up တွေပါလေးထပ်ပြီးတော့ပြင်လို့ရပါတယ်ခုံလေးကတော့ MacBook Pro 14 inch လောက် weight လက်ခံတယ်အဲ့လောက်လဲနေရာကျဲပေါ့နော်သုံးလို့အဆင်ပြေပါတယ်ဒါကတော့ safety video လေးပါအစားတော့ကတော့အရင်ထက် portion နဲ့သွားတာ down beverage ကိုပို့ပြီးတော့မများမှားလိုက်တယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်လေမန်မတက်ခင်ကျွဲကိုရှောက်သွားခဲ့တဲ့ view လေးပါအားလုံးကိုကျေးဇူးတင်ပါတယ်